ဒီဘက်ခေတ်မြို့ပြရဲ့တာယာဝပြောမှုတွေစက်မှုလက်မှုလုပ်ငန်းတွေနဲ့အလွန်အလန်းဝေးကွာပြီးတောတောင်ထူထပ်တဲ့နယ်စပ်ဒေသတစ်ခုမှာတည်ရှိတဲ့ရွာကလေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာရဲ့ဘေးပတ်လည်မှာလူသူမနှင်းဘူးသေးတဲ့မှောင်မိုင်းပြီးအေးဆက်လာတဲ့တောနက်ကြီးရှိပြီးရွာသားတွေကတော့အဲ့ဒီတောကိုနတ်ဆိုးတော်လို့အစဉ်အဆက်ခေါ်ဝေါ်ခဲ့ကြပါတယ်။အဲ့ဒီတောနက်ကြီးတဲ့ကိုဘယ်မို့ဆိုမှညဘက်သားကောင်မလိုက်ရဲကြသလိုနေကင်းဘက်တောင်တယောက်တည်းဆိုရင်ခြေဦးမလှည့်ရဲကြပါဘူး။ဒါပေမဲ့မြို့ပေါ်ကနေတစ်တောသူဒေသနာအရာရှိအဖြစ်အဲ့ဒီရွာလေးစီပြောင်းရွှေ့လာတဲ့ကိုမင်းတွင်ကတော့အဲ့ဒီလိုရှေးရိုးဆွဲယုံကြည်မှုတွေကိုလုံးဝမယုံကြည်တဲ့ခေတ်ပညာတတ်လူငယ်တစ်ယောက်ဖြစ်ပါတယ်။ကိုမင်းတွင်ရွာကိုရောက်ပြီးတိတ်မကြခင်မှာပဲတောတွင်တစ်ပင်မျိုးစားတွေကိုမှတ်တမ်းတင်ဖို့အတွက်တောနက်ထဲကိုနေကင်းဘက်မှာစတင်ဝင်ရောက်ခဲ့ပါတယ်။ရွာကအသက်ကြီးတဲ့မူဆိုးကြီးဦးဘစိန်ကမောင်ရင်ဒီတောကတာမန်တောမဟုတ်ဘူးညနေလေးနာရီထက်ကျော်ရင်တောထဲမှာဆက်မနေနဲ့လမ်းပြောက်ပြီးပြန်မထွက်နိုင်ပဲနေလိမ့်မယ်လို့အလေးနဲ့သတိပေးခဲ့ပေမဲ့ကိုမင်းတွင်ကတော့တစ်တောမြေပုံလဲပါတာပဲဆိုပြီးဂယုမဆိုင်ခဲ့ပါဘူးသူတောထဲကိုတဖြည်းဖြည်းချင်းနှဆိုင်စွာဝင်ရောက်လာခဲ့ပါတယ်တောအုပ်ကြီးကဝင်းလေးလေးမှောင်မိုင်းလေးလေးဖြစ်ပြီးနေအောင်ကြီးတောင်မြေကြီးပေါ်ကိုတေချာမကြရောက်နိုင်လောက်အောင်တစ်ပင်ကြီးတွေကအုပ်ဆိုင်နေခဲ့တဲ့ကိုမင်းတွင်တယောက်တစ်ပင်တွေကိုဓာတ်ပုံရိုက်မှတ်တမ်းတွေရေးရင်းအလုရှုပ်နေတာကြောင့်အချိန်ကုန်သွားတာကိုသတိမထားမိခဲ့ပါဘူးသူသတိပြန်ဝင်လာတဲ့အချိန်မှာတော့လက်ပတ်နာရီကညနေ6နာရီခွဲကိုပြနေပြီဖြစ်ပြီးတောအုပ်ကြီးတစ်ခုလုံးဟာကတ္တရာဆေးလိုမှောင်မဲသွားခဲ့ပါပြီကိုမင်းတွင်စိုးရိမ်စိတ်ဝင်လာပြီးအမြန်ဆုံးအနောက်ကိုပြန်လှည့်ဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့ထူးဆန်းတာကသူလာခဲ့တဲ့လမ်းကြောင်းအတိုင်းမြေပုံကိုကြည့်ပြီးပြန်လျှောက်ပေမဲ့ရှေ့ကိုရောက်လေလေတောကပိုနဲ့လာလေလေဖြစ်နေတာပါပဲလမ်းပြောက်သွားပြီဆိုတာသူသေချာသိလိုက်ရတယ်အဲ့ဒီအချိန်မှာပဲတောရင်းရဲ့လေညင်းတန်တွေကြားထဲကနေထူးဆန်းတဲ့အတန်တစ်ချက်ကိုတဲ့တဲ့လေးကြားလိုက်ရပါတယ်အဲ့ဒီအတန်ကတော့ခလန်းလန်းကနေအမျိုးသမီးတစ်ယောက်ငိုကြွေးနေတဲ့အတန်မျိုးပါဘူးအီဆိုပြီးတဲတဲကွဲကွဲကြားနေရတဲ့အတန်ကြောင့်ကိုမင်းတွင်ရင်ထဲမှာထက်ခနဲဖြစ်သွားခဲ့တယ်ဒီလိုတောနက်ကြီးထဲမှာဘယ်မျိုးသမီးကရောက်နေပြီးငိုနေတာလဲဆိုတာသူစဉ်းစားလို့မရဘူးတစုံတစ်ယောက်ဒုက္ခရောက်နေတာဖြစ်နိုင်တယ်လို့တွေးပြီးကိုမင်းတွင်ကလက်နှိပ်တက်မီကိုအားကိုးကအတန်လာရာစီကိုခြေဖော့ဖွက်နှင်းပြီးတိုးသွားခဲ့ပါတယ်ဓမီအောင်ကိုအရှိကညောင်ပင်အိုကြီးတပင်စီကိုထိုးပြလိုက်တဲ့အခါမှာတော့ညောင်ပင်ချေရင်းမှာကြောခိုင်းပြီးထိုင်နေတဲ့သပင်ရှည်ရှည်နဲ့မျိုးသမီးတစ်ယောက်ကိုတွေးလိုက်ရတယ်။အဲ့ဒီအမျိုးသမီးကအဖြူရောင်ရိုးရာဝတ်စုံလိုအဝတ်အစားကိုဝတ်ဆင်ထားပြီးပခုံးကြီးနှစ်ဖက်လုံးတုံရီနေအောင်ရှိုက်ကြီးတင်ငင်းငိုကြွေးနေတာပါ။ကိုမင်းတွင်ကအဝေးကနေပဲညီမဘာဖြစ်လို့လဲလမ်းပြောက်နေတာလားအကိုကူညီရမလားလို့လှမ်းမေးလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကငိုတန်ကိုချက်ချင်းရက်လိုက်ပေမဲ့အနောက်ကိုလှည့်မကြည့်ပါဘူးတောအုပ်ကြီးတစ်ခုလုံးကတချိုင်းကုန်းတစ်ခုလိုရုတ်တရက်တိတ်ဆိတ်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့အဲ့ဒီအမျိုးသမီးကဖြည်းဖြည်းချင်းထွက်လိုက်ပါတယ်ထူးဆန်းတာကသူမဟာထွက်လိုက်ပေမဲ့ခန္ဓာကိုယ်ကြီးကတဘာဝထက်ပိုပြီးရှည်လျားလွန်းနေတာပါပြီးတော့သူမဟာအနောက်ကိုဖြည်းဖြည်းချင်းလှည့်လာခဲ့ပါတယ်အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကိုဓမီအောင်အောက်မှာသေချာမြင်လိုက်ရတဲ့အချိန်မှာတော့ကိုမင်းတွင်တကိုယ်လုံးကြောက်ရွံ့လိုတောင်ခဲသွားပြီးအော်ဖို့တောင်အတန်မထွက်နိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာမှာမျက်လုံးနှာခေါင်းနှုတ်ခမ်းဆိုတာတွေလုံးဝမရှိပဲဖျောင်းတုံးကြီးလိုချောမွနေတဲ့အသားပြင်ကြီးပဲဖြစ်နေလို့ပါပဲ။မျက်နှာမရှိတဲ့တစေမကြီးဟာမျက်နှာမရှိပေမဲ့ကိုမင်းတွင်ကိုစိုက်ကြည့်နေတယ်လို့မျိုးခံရစေပြီးသူမရဲ့လက်သေးရှည်ကြီးတွေရှိတဲ့လက်နှစ်ဖက်ကိုမင်းတွင်စီကိုဆန့်တန်းပြီးလေထဲမှာဝဲပြန်တယ်လို့မျိုးဖြည်းဖြည်းချင်းတိုးလာခဲ့ပါတယ်။ကိုမင်းတွင်ကြောက်လွန်းလို့လက်ထဲကဓမီနဲ့မြေပုံတွေကိုပစ်ချပြီးအနောက်ကိုလှည့်ကအသက်လူပြီးပြေးပါတော့တယ်။အမှောင်ထဲမှာတစ်ကိုင်းတွေနဲ့ညီခလုတ်တွေတိုက်ပြီးလဲကြပေမဲ့နာကျင်မှုကိုမသိတော့ပဲအော်ဟစ်ပြီးပြေးခဲ့တယ်။ဒါပေမဲ့သူဘလောက်ပဲပြေးအနောက်ကနေခြေတံလုံးဝမကြားရပဲ။ရှာရှွတ်ဆိုတဲ့အဝတ်စချင်းပုတ်တိုက်တန်နဲ့အတူမောင်ရင်ဘလဲငါ့ကိုထားခဲ့မလို့လားဆိုတဲ့အေးဆက်ဆက်အော်တန်ကြီးကသူ့နှရွက်နာတဲတဲကနေကပ်ပြီးထွက်ပေါ်လာနေခဲ့ပါတယ်ကိုမင်းတွင်မျက်စိစုံမှိတ်ပြီး
တောလမ်းအတိုင်းတောက်လျှောက်ပြေးရင်းနဲ့နောက်ဆုံးမှာတော့မြေပြင်ပေါ်ကခြောက်ထဲကိုလိမ့်ဆင်းသွားပြီးခေါင်းနဲ့ကြောက်တုံးနဲ့ရိုက်မိကသတိလစ်သွားခဲ့ပါတော့တယ်။နောက်ရက်မနက်ခင်းနေအောင်ကြီးထွက်လာတဲ့အခါမှရွာကမိုးဆိုးကြီးဦးပါစိန်နဲ့ရွာသားတွေဟာတနက်တွေကိုစီကင်ပြီးကိုမင်းတွင်ကိုရှာဖို့တောနက်ထဲဝင်လာခဲ့ကြပါတယ်။တောထဲမှာတနာရီနီးပါးရှာဖွေပြီးတဲ့နောက်မှာတော့6ကန်းပါချေရင်ကညောင်ပင်အိုကြီးရဲ့အောက်မှာလဲလျောင်းနေတဲ့ကိုမင်းတွင်ကိုတွေ့လိုက်ရတယ်။ကံကောင်းတာကကိုမင်းတွင်ဟာတေဆုံးမသွားပဲသတိလစ်နေတာတင်ဖြစ်ပါတယ်။ရွာသားတွေကသူ့ကိုရွာကိုပြန်တယ်လာပြီးဆေးဝါးကုသပေးခဲ့ကြတယ်။ညနေဘက်မှာကိုမင်းတွင်သတိပြန်ရလာတဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေကကြောက်ရွံ့မှုကြောင့်ပြူးကျယ်နေဆဲဖြစ်ပြီးစကားကိုသေချာမပြောနိုင်တော့ပါဘူး။သူကအရှိကလေထုကိုပဲလက်ညှိုးထိုးရင်းမျက်နှာမရှိဘူး။သူလိုက်လာနေတယ်လို့ပဲတွတ်အော်ဟစ်နေခဲ့ပါတယ်။မူဆိုးကြီးဦးပါစိန်ကတက်ပြင်းချရင်မောင်ရင်တွေ့ခဲ့တာဒီတောတွေကအိမ်မပြန်နိုင်တဲ့တစေမပဲသူမကလမ်းပြောက်တဲ့သူတွေကိုဖမ်းစားပြီးမျက်နှာကိုခွာယူသွားတတ်တာမောင်ရင်ကကံကောင်းလို့အသက်ဘေးကလွတ်လာတာလို့ပြောပြခဲ့ပါတယ်။ကိုမင်းတွင်ဟာအဲ့ဒီနေ့ကစပြီးတစ်တောရာရှိအလုတ်ကနေချက်ချင်းနှုတ်ထွက်ကမြို့ပေါ်ကိုအပီးအပိုင်ပြန်သွားခဲ့ပါတော့တယ်။ဒါပေမဲ့ထူးဆန်းတာကမြို့ပေါ်ရောက်တဲ့အထိကိုမင်းတွင်ဟာမှန်ကိုကြည့်တိုင်းသူ့ရဲ့မျက်နှာမှာမျက်လုံးနဲ့နှာခေါင်းတွေပျောက်ကွယ်သွားပြီးချုံးမှုနေတဲ့အသားပြင်ကြီးအဖြစ်ခဏခဏမြင်မဲ့နေတဲ့စိတ်ဝေဒနာကိုတစ်သက်လုံးခံစားသွားရပါတော့တယ်။